ဒီဗီဒီယိုလေးမှာတော့ဆရာမကမိမိရဲ့ပတ်စံအိတ်ထဲမှာဘယ်တော့မှမထားတဲ့ပစ္စည်း၅မျိုးကိုပြောပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးတော့ကြပါအောင်နော်။နေတိုင်းကြိုင်နေရတဲ့ကိုယ့်ရဲ့ပတ်စံအိတ်ကို energy ကအောင်ဘာလို့လုပ်ရလဲဆိုတာသိချင်ကြတာ။လူတော်တော်များများကဝေကြီးကန်တွေကောင်းအောင်အဆောင်ဝေဆောင်ကြတယ်ရေရာလိုလုပ်ကြတယ်။ဒါပေမဲ့ကိုယ်နေတိုင်းကြိုင်နေတဲ့ပတ်စံအိတ်ထဲမှာကိုယ့်ရဲ့ဝေစွမ်းအိတ်ကိုနှောက်ယှက်နေတဲ့အနှောက်ယှက်ပြုတ်နေတဲ့အရာတွေရှိတယ်ဆိုရင်တော့ဘလောက်ရှာငွေကအမြဲမှမဟုတ်ပါဘူးဒီဗီဒီယိုလေးမှာတော့ဆရာမကမိမိရဲ့ပတ်စံအိတ်ထဲမှာဘယ်တော့မှမထားတဲ့ပစ္စည်း၅မျိုးကိုပြောပြပေးတော့မှာဖြစ်လို့ဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ပြီးတော့ကြပါအောင်နော်ပထမတစ်ချက်အနေနဲ့ကတော့ပစ္စည်းဝယ်ထားတဲ့ပေါက်ချလေးစားတော့ဆိုင်မှာဖြတ်ပိုင်းနေတဲ့စာရွက်အမိုက်စာတွေပဲဖြစ်ပါတယ်ဘေးရင်ပညာအရပတ်စံအိတ်ဆိုတာဒနာတိုက်ဖြစ်ပါတယ်။ပေါက်ချလေးဆိုတာကဝေထွက်သွားစေတဲ့မှတ်သားဖြစ်ပါတယ်။ပတ်စံအိတ်ထဲမှာပေါက်ချအဟောင်းတွေရှိနေရင်ဝေထွက်ဖို့စွမ်းအင်တွေများပြားနေတဲ့အတွက်ဝေဝင်ဖို့နေရာမရှိပဲဝေထွက်တွေများနေပါလိမ့်မယ်။ဒါကြောင့်ပတ်စံအိတ်ထဲမှာရှိတဲ့ပေါက်ချအဟောင်းတွေကိုလက်စင်ရှင်းထုတ်တင်ပါတယ်။ဒုတိယတစ်ချက်အနေနဲ့ကတော့တော်တော်များများအငြင်းပွားနေတဲ့အချက်ဖြစ်ပါတယ်။တော်တော်များများကသိဆုံးသွားတဲ့ကိုယ့်ရဲ့မိဘဘဝတွေတက်ဖို့ကိုပတ်စံအိတ်ထဲမှာထည့်ထားတတ်ကြပါတယ်။ကိုကချစ်ချင်းမြတ်တာအရာထည့်ထားနေမယ်။သိဆုံးသွားတဲ့သူတွေရဲ့စွမ်းအင်တွေကနေသက်ခြင်း energy ကိုပို့ထားနေပါတယ်။ပတ်စံဆိုတာကလှုပ်ရှားစီစဉ်ခြင်း energy ဖြစ်ပါတယ်။ဒါကြောင့်အင်းစံနေတဲ့နေတဲ့ energy နဲ့လှုပ်ရှားရတဲ့စွမ်းအင်တွေရောသွားတဲ့အခါငွေကြေးစီစဉ်မှုမှာအနှောင့်အယှက်ဖြစ်တတ်ပါတယ်။ဒါကြောင့်သိဆုံးသွားတဲ့မိဘဘဝတွေရဲ့တပ်ပုံတွေကိုပတ်စံအိတ်ထဲမှာမထားပဲမိမိတို့တွန့်မြတ်ထားရအိမ်ရဲ့နေရာတစ်နေရာမှာထားဖို့ဆရာမကအကြံပြုချင်ပါတယ်။တတိယအချက်အနေနဲ့ကတော့အရင်းကိုတောက်ဖို့ဆိုပြီးပတ်စံအိတ်ထဲမှာထည့်ထားတတ်ကြတဲ့စိတ်ကပ်တွေနဲ့စိတ်နှွေးစာတွေပါပတ်စံအိတ်ထဲမှာစိတ်တွေထည့်ထားတာကကျန်းမာရေးကြောင့်ငွေကုန်ကြမယ်ဆိုတာကိုဖိတ်ခေါ်နေတယ်လို့ဖြစ်နေပါတယ်။ဒါကြောင့်စိတ်တွေဆောင်တဲ့အခါမိမိရဲ့အိတ်ထဲမှာအခြားအိတ်တွေနဲ့ဆောက်ထားဖို့အကြံပြုချင်ပါတယ်။စရုပ်ဓာတ်အချက်အနေနဲ့ကတော့အကျိုးဆက်ရမယ့်စရင်ပြီးပတ်စံလွှဲရမယ့် load state ဖြစ်ပါတယ်။ဒါတွေကအကျိုးတန်တရားကိုဆွဲဆက်စေပါတယ်။ပတ်စံအိတ်ဆိုတာငွေပွားစေတဲ့နေရာဖြစ်ပါတယ်။တဲ့ရဲ့အိတ်ထဲမှာအကျိုးစင်းတွေအများကြီးရှိနေလို့ဆိုရင်ဝေဝင်လာတာနဲ့အကျိုးဆက်ဖို့ပဲဖြစ်သွားတတ်ပါတယ်။နောက်ဆုံးချက်ကတော့မိမိပတ်စံအိတ်ရဲ့အခြေအနေဖြစ်ပါတယ်။အိတ်ကပြဲနေတာပဲဖြစ်ဖြစ်စစ်ပိတ်မရတာပဲဖြစ်ဖြစ်ဟာနေလို့ဆိုရင်တော့ငွေရုံးလေးချင်းကိုဖြစ်ပေါ်စေပါတယ်။လုံခြုံမှုဆိုတာကကျွမ်းဝမှုရဲ့အခြေအနေဖြစ်ပါတယ်။ပတ်စံအိတ်ဘလုံးရင်ငွေတွေမမြဲပါဘူး။ဒါကြောင့်အခုပဲတဲ့ရဲ့ပတ်စံအိတ်ကိုရှင်းလင်းပြီးပတ်စံတွေကိုတည်တည်တက်ထားဖို့မမေ့ပါနဲ့နော်။အားလုံးပဲငွေကြေးကံတွေကောင်းကြပါစေလို့ဆရာမအနေနဲ့ပြောစင်တာစတောင်းပေးနေပါတယ်။